မင်္ဂလာပါရှင်နှစ်သက်မှာမိတ်ဆွေတို့ရဲ့မိသားစုတိုင်းလုပ်ငန်းခွင်တိုင်းမှာပျော်ရွှင်ခြင်းကျန်းမာခြင်းနဲ့အောင်မြင်ခြင်းတွေအမြဲကြရောက်ပါစေကြောင်းဝါရုတုရှိတိုင်းမိသားစုမှာဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်မြန်မာနှစ်သက်ကူခါသမယမှာတော့မိတ်ဆွေတို့စိတ်ကူးထားတဲ့အိမ်မက်တွေရင်းနှီးမြှုပ်နှံမှုတွေအားလုံးကပုံမခိုင်မာတဲ့တက်မိုးတွေဖြစ်လက်တွေ့ဖြစ်လာဖို့အတွက်ပုံမနီးစပ်လာပါပြီကောင်းဆုံးခွင့်ရဆိုတာအချိန်တန်တဲ့အခါပိုင်ဆိုင်ထပ်တတ်ဖို့လိုပါတယ်ဒီနှစ်သက်မှာလည်းမိတ်ဆွေတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတန်ဖိုးအမြင့်ဆုံးရရှိစေဖို့လုံခြုံစိတ်ချရတဲ့ယဉ်ကျေးမြုပ်နှံမှုတွေဖြစ်လာစေဖို့အတွက်ဝါတို့တိုးရှည်တိုက်တင်းကအစဉ်အမြဲအသင့်ရှိနေပါတယ်။ဒီနှစ်သက်ကမိတ်ဆွေတို့အတွက်စီးပွားရေးအခွင့်အလမ်းနဲ့အောင်မြင်မှုတွေအရှိန်အဟုန်နဲ့တိုးတက်တဲ့နှစ်တစ်နှစ်ဖြစ်ပါစေ။စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေကြောင်းတိုးရှည်တိုက်မိသားစုမှာဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာနှစ်သက်ပါရှင်။